champion တွေပြန်လာပါပြီကျွန်တော်ကိုကျွန်မကျွန်တော်ရဲ့ channel လေးရပြန်လဲကြည့်ပြလိုက်ပါတယ်အခုဒါ2026 2029 Premier League ကျွန်တော်ရပြီးအစ်ကိုကျွန်တော်တို့လက်ရှိ champion အာဆင်အသင်းဟာပိုကောင်းတဲ့ပုံစံလေးနဲ့ပြန်လာပါပြီကျွန်တော်တို့ community ရှိပွဲတင်မှာဆိုတဲ့ဒါမှ CD ကိုကျွန်တော်တို့ချီပြက်ကိုပြက်ဒါနဲ့ကျွန်တော်တို့ဒါနိုင်ပြီးတော့ community တိုင်းကိုဒါရရှိလာပါတယ်အာဒီတာလက်ထပ်မှာဆို3ချိန်မြောက်ဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာကျွန်တော်တို့အာဆင်နယ်ကပြီးခဲ့နှစ်ထပ်မညံ့တဲ့ပိုကောင်းတဲ့ champion ခြေစွမ်းတွေနဲ့ဒီ champion ကာကွယ်မှုလည်းကျွန်တော်တို့ဒါယုံကြည်ထားပါတယ်ထို့ပြင်ကျွန်တော်တို့ဒါပြီးခဲ့တဲ့နှစ်ကမရရှိခဲ့တဲ့ champion league နော်ကျွန်တော် champion league final ပေါ့လေနော် final မှာကျွန်တော်ပြင်သစ်တယ်နော် PSG တယ်ကျွန်တော်ရှုံးနေခဲ့တယ်ဒီနေ့ရှုံးနေခဲ့တယ်အဲ့ပွဲစဉ်အတွက်ကိုလည်းကျွန်တော်တို့ဒီနှစ်မှာပြန်ပြီးတော့ final အဆင့်ကြီးတက်လှမ်းမယ်တက်လှမ်းပြီးတော့ champion စုကိုလည်းကျွန်တော်ရယူမျှော်နေတယ်အဲ့ဒါလည်းကျွန်တော်ယုံကြည်ထားပါတယ်ဒါပြင်ကျွန်တော်တို့ဒါဖလား3လုံးအိမ်မက်နော်ဖလား3လုံးအိမ်မက်ဖလား4လုံးအိမ်မက်စသည်ပေါ့နော်အဲ့လိုမျိုးပိုကောင်းတဲ့ခြေစွမ်းတွေနဲ့ champion တွေ champion စုကာကွယ်ဖို့အတွက်အပြင်မဖြစ်သေးတဲ့ champion စုတွေပါစိန်ခေါ်ဖို့အတွက်ကိုကျွန်တော်တို့အားပေးနေပါတယ်ယုံကြည်စွာအားပေးနေပါတယ်အာဆင်နယ်ပြည်သက်တွေအနေနဲ့ဒါပြီးခဲ့တဲ့ဒုတိယ3နှစ်သက်ရခဲ့ပြီးအပြင်ပြီးခဲ့တဲ့က champion ဖြစ်တယ်နော်တောက်လျှောက်ကျွန်တော်တို့ဒါအားပေးရတာပျော်ရွှင်စရာအချိန်တွေပါထိုနည်း၎င်းပဲကျွန်တော်တို့ဒါအရင်တော့လုံငန်း20ရာစပြီးတော့မရှင်းခဲ့တဲ့အချိန်တွေရှိတယ်ဝင်နေခဲ့တဲ့အချိန်တွေရှိတယ်အဲ့တော့ဘယ်ချိန်မှဖြစ်စေကျွန်တော်တို့အသင်းနဲ့တသားတယ်ပေါ့နော်ကျွန်တော်တို့ပြည်သက်တွေအများရက်တီကြတာဖြစ်ပါတယ်ဒါကြောင့်အာဆင်နယ်ပြည်သက်ဖြစ်အခွင့်အရေးပါတယ်ဒီနှစ်မှာလည်း champion ခြေစွမ်းအနေနဲ့ဆက်ပြီးတော့ပွဲတွေကိုရရှိအားပေးသွားပါမယ်အားလုံးပဲစနေနေ့မနက်တနာရီခွဲတောက်ကြနေညအာဆင်နယ်ပွဲရှိရနော်မမေ့နဲ့အောင်အားလုံးပဲကျေးဇူးတင်ပါတယ်